စိတ်နေမှာတွေ့ရတဲ့ပုံစံကုန်းမျိုးအကြောင်းကျွန်တော်ညှောက်ဝေပေးချင်ပါတယ်စိတ်နေမှာတွေ့ရတဲ့ပုံစံကွဲကုန်းမျိုးရောနံပါတ်1 liquid diamond နံပါတ်2 industrial diamond လို့ခေါ်တယ် high pressure high temperature နဲ့လောက်ရတဲ့ diamond လူလုံးစိတ်ပါပဲနံပါတ်3 thin flame diamond CVD မတက်နဲ့လောက်ရတဲ့ diamond ဒါကလည်းလူလုံးစိတ်ပါပဲ၃မျိုးရှိပါတယ် diamond အောက်မှာtype 1နဲ့ type 2ဆိုပြီးတော့နှစ်မျိုးပြန်ခွဲပါတယ်type 1မှာဘာကြီးပါတယ် type 2မှာဘာကြီးပါတယ်ကျွန်တော်ဆက်ပြီးတော့ပြပြပေးပါစိတ်နေမှာ type 1မှာ A ရဲ့ B ရဲ့ဆိုပြီးခက်ခွဲ type 1A မှာဆိုရင်တော့ကျွန်တော်တို့တဘောစိတ်မှာတွေ့ရတဲ့အများဆုံးနာယိုဂျီပါဝင်မှု 0.3% ရှိတဲ့စိတ်တွေကျွန်တော်တို့အပြင်လောကမှာတွေ့ရတဲ့စိတ်တွေအများဆုံးပေါ့ type 1B မှာဆိုရင်ကြတော့နာယိုဂျီပါဝင်မှုကအရင်နေပါတယ်900 ppm လောက်ပဲပါတော့တယ်တဘောစိတ်စစ်မှာတွေ့ရတာရှာ type 2မှာလည်း A နဲ့ B နဲ့ခက်ခွဲတယ်type 2A နဲ့ B ပဲနဲ့မှာကြတော့တဘောစိတ်တွေမှာတွေ့ရအလုံးရှားပါသွားတယ်နိုင်ထရိုဂျင်ပါဝင်မှုအရင်နဲ့စိတ်မျိုးစားတွေဖြစ်သွားပြီအဲ့ဒီအသေးစိတ်ကိုကျွန်တော်ထပ်ပြီးတော့နောက်ဗီဒီယိုမှာပဲချက်ချင်းပြပေးမယ်။ဟုတ်ကဲ့စိတ်နေတွေ့ရှိရတဲ့နံပါတ်1ပုံစံပေါ့နော်။နံပါတ်2ပုံစံကတော့ industrial diamond လို့လည်းခေါ်တယ် high pressure high temperature နဲ့ပြုလုပ်ထားတဲ့စိတ်နေဖြစ်ပါတယ်။စိတ်နေရဲ့တဘာဝခက်လာတဲ့ပုံစံတိုင်းပဲ pressure ရင်းနဲ့ပေးတယ်အပူချိန်တွေမြင့်မားစွာပေးတယ်ပေးပြီးတော့မှစိတ်အဖြစ်ကိုနိုင်ပိုင်းတွင်ပြုလုပ်ကြတဲ့ပညာဖြစ်ပါတယ်။အဓိကရွေချက်ကတော့စက်မှုလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ဖောက်ဆက်ကြီးဖြက်ဆက်ကြီးမှာတုံးယူဖို့အတွက်ရွေပြီးတော့ထုတ်လုပ်ခဲ့ကြတဲ့ပညာတစ်ခုဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော် CVD လို့ခေါ်တဲ့ thin flame diamond သူ့ကိုလုံခဲ့10နှစ်ဝန်းကျင်ကစတင်ပြီးတော့အသုံးပြုလာကြတယ်။သူကကြောက်လေ engineer နည်းပညာနဲ့ပစ္စည်းပေါ်မှာထောက်ကူပြုလို့ရှိရင်အတွက်နဲ့ရွေချက်တွေနဲ့ထုတ်လုပ်ခဲ့ကြပါတယ်နော်။စိန်တွေရဲ့ပြုရွေချက်တွေနဲ့မျိုးထုတ်လုပ်ခဲ့ကြပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်